ချောင်းရ movie တွေစိတ်ဝင်စားတဲ့သူတွေအတွက်အမိုက်စား Thai series တစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဒီဇလန်ဟာဟန်တာဝတီခေတ်ဘီရင်တောင်ဝင်းတရားကြီးလက်ထက်ကအယူတရားမျိုးတို့ရဲ့စစ်ထစ်ကွာမှုတွေနဲ့နရေဆွန်နုမင်းကြီးစွာတို့ဇက်အကြောင်းကိုတေချာရိုက်ပြထားတာပါငယ်စဉ်ကကစားဖို့တွေကြီးလာတော့ရန်သူတွေနိုင်ငံတစ်ခုရဲ့ကံကြမ္မာကိုဆုံးဖြတ်ပြီးမဲ့သမိုင်းဝင်တိုက်ပွဲတစ်ခုအကြောင်းကိုပြောပြပေးသွားမှာပါဒီဇလန်ကတော့အခုလက်ရှိနာမည်ကြီး Thai series ဖြစ်တဲ့ The Last Jewel ပဲဖြစ်ပါတယ်ဇလန်ရဲ့အဓိကအချိန်ကာလကတော့ဟန်တာဝတီ Empire တကူထွားနေတဲ့အချိန်ပေါ့အယိုဒယားကမင်းသားလေးဖြစ်တဲ့နရေဆွန်ဟာဟန်တာဝတီမှာဓာစာကန်အဖြစ်နေထိုင်ခဲ့ရပါတယ်အဲ့ဒီမှာတင်ဟန်တာဝတီကမင်းသားမင်းကြီးစွာနဲ့ညီကိုရင်းတွေလိုတင်ရောစဉ်ဖြစ်ခဲ့ကြတာပါဒါပေမဲ့တော်ဝင်တွေကြားကချစ်ချင်းဆိုတာကြာရှည်မခံပါဘူးနိုင်ငံရေးအာဏာနဲ့ကိုယ်တိုင်းပြည်အပေါ်ထားတဲ့တစ္ဆာတရားတွေကသူတို့နှစ်ယောက်ကိုလမ်းခွဲစေခဲ့ပါတယ်နရေဆွန်ကအယူတရားကိုလွတ်လပ်ရေးပြန်ယူဖို့ကြိုးစားချိန်မှာတော့မင်းကြီးစွာအတွက်ကမိသားစုနဲ့တိုင်းပြည်အတွက်ရန်သူကိုပြန်တက်ရမယ့်တာဝန်ရှိလာပါတော့တယ်ဒီကားမှာထိုင်းနဲ့မြန်မာယူရစစ်မအေးရာတွေဓာတ်ခုတ်တာတွေကတော်တော်လေးကိုကြည်ကောင်းပါတယ်အထူးသဖြင့်မင်းသားနှစ်ယောက်ရဲ့တရုပ်ဆောင်ချက်တွေကတကယ်ကိုအားပြိုင်နေတာပါတစ်ဖက်မှာကချစ်ကြီးရေးနောက်တစ်ဖက်မှာကတိုင်းပြည်ရဲ့ဂုဏ်သိက္ခာဘယ်ဘက်ကအပါရသွားမလဲဆိုတာရင်းခုန်စရာပါပဲနောက်ဆုံးမှာတော့သမိုင်းဝင်စင်စီချင်းထိုးပွဲကြီးကဘသူ့ကိုအနိုင်ပေးမလဲသူတို့နှစ်ယောက်ရဲ့တင်ရိုးစင်ကရောဘလို့အဆုံးသတ်သွားမလဲဆိုတာကတော့ The Last Jewel ဆိုတဲ့ဒီဇလန်တွဲမှာဆက်ကြည့်လိုက်ကြရအောင်ဗျာဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန် review တွေကိုအမြဲကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကိုအပေါင်းလေးနှိပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်